ကျွန်တော်ဒီနေ့ပြောပြချင်တာကကျွန်တော် skate လောကကိုစောင့်ဝင်ခဲ့တဲ့ပုံစံนี้ကျွန်တော် skate လောကမှာဖြတ်ကျော်ခဲ့ရတဲ့အခင်းချင်းတွေကိုအကြမ်းဖျင်းကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ဒီပုံကတော့ကျွန်တော်တို့ skate စာစီတော့လိုက်ထားတဲ့ skate လက်ကပုံလေးပေါ့နော်ကျွန်တော်တို့စာစီတော့ spline က100မရှိတဲ့အိမ်မှာ100မရှိတဲ့အတွက်ကျွန်တော်တို့ပိုးဝဆရာလမ်းပြီးတော့ skate နဲ့100လက်ဆောင်ပေးတယ်ပေါ့နော်ကျွန်တော်တို့အရင်တော့ဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့အရင်တော့ကွင်းဆောက်ရတယ်ပေါ့နော်ကွင်းဆောက်ရတယ်ကွင်းကတော့ကိုထူကိုထားပဲပေါ့နော်ကိုယ့်ကိုပတ်စံစုတယ်ပြီးလက်မြေတွေပါတဲတွေကြောက်တွေဝဲတယ်ပြီးတော့ကျွန်တော်တို့အဖေတို့ကျွန်တော်တို့ကိုယ်တိုင်ပဲကိုယ့်ကိုပြန်လုပ်ပြီးတော့ကွင်းလေးကိုဆက်ဆောက်တယ်ပေါ့နော်ကွင်းဆောက်ပြီးချင်းလဲကျွန်တော်တို့ဒီရရဘက်နဲ့မှာကြတော့ဒီ skate အားကစားနေကတိတ်ပြီးမရင်းနှီးမှုမရှိဘူးအဲ့ဒီတော့ကျွန်တော်တို့ခုနှစ်ယောက်ပဲစာစီခဲ့တယ်ပေါ့နော်စာစီတယ်တရားနဲ့တရားလေ့ကျင့်တယ်တင်ယူရပေါ့နော်နောက်ပိုင်းကလေးတွေကဘေးကအိမ်ဘေးပက်လေကလေးတွေကစိတ်ဝင်စားလာတယ်စိတ်ဝင်စားလာတော့လာပြီးတင်နေတယ်လာပြီးစီးနေတယ်ဆိုတော့ကျွန်တော်တက်တော့ကျွန်တော်ဒီလောက်ပြန်လဲမျှဝေပြီးတော့စပြီးတော့ကျွန်တော်စပြီးတင်ပေးခဲ့တယ်ကျွန်တော်ရန်ကုန်မှာပွဲရှိတယ်ရန်ကုန်မှာ skate ပြိုင်ပွဲရှိတဲ့အတွက်ကျွန်တော်တို့ကဆရာနဲ့အနီးကပ်တင်ပြီးမှပြိုင်ပွဲဝင်လို့ရမှာပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ပကိုးကိုတွားပြီးတော့ကျွန်တော်တို့တွားပြီးတော့တင်တယ်ပေါ့နော်တစ်ပတ်လောက်ကြိုးတွားပြီးတော့ကျွန်တော်တို့အမှလေ့ကျင့်တယ်လေ့ကျင့်ပြီးတော့ကျွန်တော်တို့ရန်ကုန်ပြိုင်ပွဲကိုဝင်ပြီးတော့ပြိုင်ကြတယ်ပေါ့နော်အဲ့ဒီပွဲမှာတော့ကျွန်တော်ကစူးမရခဲ့ဘူးကျွန်တော်ညီကတော့သူကတော့စူးရခဲ့တယ်စူးကတော့ဒီအငယ်တန်းအပြေးမှာပေါ့နော်တတိယစူးရခဲ့တယ်အဲ့ဒီပြိုင်ပွဲပြီးတော့ကျွန်တော်အဲ့ဒီရန်ကုန်မှာဆက်နေခဲ့တယ်ဆက်နေခဲ့ပြီးတော့ MSC ကညီမ Skate Association အခုတော့ Federation ဖြစ်သွားပြီသူတို့ရှိရ senior တွေနဲ့ကျွန်တော်ချိတ်ဆက်ပြီးစကားပြောခဲ့ရတယ်သူတို့ခဏလေးလည်းရင်းတနည်းနေပြီးတော့စကားတွေပြောခဲ့ရတယ်ကျွန်တော်ချိတ်ဆက်ပြီးဘယ်လိုလုပ်မယ်ဆိုတဲ့ plan တွေစပြီးတော့ချိတ်ဆက်မိခဲ့တယ်ပေါ့နော်အဲ့ဒီကနေပြန်အောင်ရှင်မယ်ကျွန်တော်ရွာကလေးတွေတင်းနေတဲ့ကလေးတွေကိုကျွန်တော်စုလိုက်ရစုပြီးတော့ထက်လာတင်ကြတယ်ပေါ့နော်တင်တော့လေကျွန်တော်တို့အိမ်ရှိမှာကွန်ကရစ်လမ်းမဖွင့်သေးတဲ့ကွန်ကရစ်လမ်းရှိတယ်အဲ့ဒီမှာပဲကျွန်တော်တို့စပြီးတော့တင်မှုတွေလုပ်တယ်လေ့ကျင့်မှုတွေလုပ်ခဲ့ကြတယ်လိုရတဲ့ပစ္စည်းကိုလည်းကျွန်တော်တို့တသားရစုပြီးတော့ကျွန်တော်တို့ကိုယ့်ကိုယ်ပဲလုပ်ခဲ့ကြတယ်အဖေကိုယ်တိုင်လုပ်ပေးတယ်ပေါ့နော်အဖေကိုယ်တိုင်ပဲလိုရတဲ့ပစ္စည်းတွေကိုသူစုပြီးတော့စပြီးတော့လုပ်ပေးခဲ့တယ်အဲဒီနောက်မှာတော့ကျွန်တော်တို့ဒီဗီဒီယိုနဲ့ပွဲတွေမှာ demonstration တွေလိုက်စီးတယ်ကျွန်တော် skateboard ပွဲတွေဆို demonstration တွေစီးတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဝင်ရောက်ပြိုင်နိုင်လုပ်ခဲ့တယ်ပွဲတွေကတော့အများကြီးပေါ့နော်အခုပြထားတဲ့ပုံကပွဲကတော့ကျွန်တော်တို့ဒါမန်းလေးက skateboard ပြိုင်ပွဲပေါ့နော်ကျွန်တော်တို့ demonstration သွားစီးတဲ့ပွဲလေးဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒီကနေတဆင်းကျွန်တော်တို့ပတ်လေးရရှိတဲ့ဂျွာတွေမှာလိုက်ပြီးတော့တင်ပြပေးမှုတွေလုပ်တယ်သူတို့ရှိရကလေးစိတ်ဝဝင်စားတဲ့ကလေးတွေကိုကျွန်တော်ပညာတွေလိုက်ဖြန့်ပေးခဲ့တယ်ပေါ့နော်အဲ့လိုပဲကျွန်တော်ပစ္စည်းတွေဆိုရင်လည်းကျွန်တော်တို့အိမ်ကကွင်းလေးမှာတော့ပစ္စည်းတွေကတော်တော်လေးစုံလာတယ်ပေါ့နော်လေ့ကျင့်စရာပစ္စည်းတွေတော်တော်လေးစုံလာတယ်ပြန်မဝင်လို့ရှိရင်အထောက်အကူပြုမဲ့ပစ္စည်းလေးတွေပေါ့နော်ကျွန်တော်တို့ပစ္စည်းတွေစုံလာသလိုပဲကျွန်တော်တို့ရဲ့လေ့ကျင့်မှုတွေကလည်းပုံမကောင်းမလာတယ်ပေါ့နော်အရင်တော့လေ့ကျင့်လို့မရတဲ့ပစ္စည်းမရှိတော့လေ့ကျင့်လို့မရဘူးပေါ့နော်ကျွန်တော်ပစ္စည်းရှိတော့လေ့ကျင့်လို့ရတယ်လေ့ကျင့်မှုရတယ်ပြီးတော့ senior တွေရဲ့တင်ပြပေးမှုနဲ့ကျွန်တော်တို့စနစ်တကျလေ့ကျင့်ခဲ့တယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဂျွန်မားတွေပါတွားတင်ပြီးတော့စနစ်တကျလေ့ကျင့်မှုတွေပြုလုပ်ခဲ့တဲ့အခါမှာတော့ကျွန်တော်တို့ရဲ့ skill တွေကတော်တော်ကြီးကောင်းလာခဲ့တယ်ပေါ့နော်အဲ့နောက်မှာလည်းလေ့ကျင့်နေတဲ့ကလေးတွေလည်းမပြေအောင်လို့ကျွန်တော်တို့ရွာရဲ့ဘက်မှာပဲပြိုင်ပွဲအသေးသားလေးတွေကျွန်တော်အများကြီးဖြစ်မြောက်အောင်လုပ်ပေးခဲ့တယ်ပေါ့နော်အဲ့ဒီနောက်မှာကျွန်တော်တို့ရွာပွဲတွေမှာကထိန်ပွဲတွေအလူပွဲတွေမှာကျွန်တော်တို့လိုက်ပြီးတော့စီးနေလို့ရအောင်ကျွန်တော်တို့ဒီအကားတွေနဲ့ skate နဲ့ရောဆက်လိုက်တယ်ပေါ့နော်ဒါကတော့ဥချွေကိုအကားတို့ကျွန်တော်တို့ဒီမီကွက်အကားတွေလို့အဲ့ဒါကြီးပါကျွန်တော်တို့ရောဆက်ပြီးတော့လေ့ကျင့်ပြီးတော့ကျွန်တော်တို့ရွာပွဲတမင်းရွာမှာရှိတဲ့ပွဲတွေပဲဖြစ်ပွဲပဲဖြစ်ကျွန်တော်တို့လိုက်ပြီးတော့ဖျော်ပြပေးတယ်လိုက်ပြီးတော့စီးပြတယ်ပေါ့နော်အဲ့မှာပဲကလေးတွေတော်တော်များများလဲစိတ်ဝင်စားမှုရှိလာတယ်ပြီးတော့ဒီအကစားလည်းတဖြည်းဖြည်းပြီးတယ်ပြီးတော့ပို့ပြီးတော့ခြေပြတ်လာတယ်ပေါ့နော်အဲ့နောက်မှာကျွန်တော်တို့ကလေ့ကျင့်မှုတွေကိုတော့စနစ်တကျကလေးတွေကိုသင်ပေးတယ်ပြပေးတယ်ပေါ့နော်ကျွန်တော်တို့ခဏကို online တွေပြန်ရှင်းနေကျွန်တော်တို့ဘဲလန်းနေကြီးအောင်လို့ကျွန်တော်တို့အများကြီးလေ့ကျင့်ခဲ့ကြတယ်ပေါ့နော်
ကျောင်းတွေမှာလည်းကျောင်းတွေကလည်းသူတို့အကစားအားပေးတဲ့အနေနဲ့သူတို့ရဲ့စုံညီပွဲတော်တွေမှာစုပေးပွဲတွေမှာကျွန်တော်တို့ဒီအကစားမျိုးနဲ့ကိုစားပြုတိုင်းကိုစားပြုတွေကိုပတ်ပြိုင်တဲ့ကလေးတွေအကုန်လုံးသူတို့စုပေးအခက်ကြတယ်ပေါ့နော်ကျွန်တော်တို့ကလပ်ကနေပြီးတော့နိုင်ငံခြားကိုသွားပြရတဲ့ကလေးတွေကိုလည်းဒီမှာဒီနိုင်ငံတော်ကနေပြီးတော့စုချတဲ့စုလေးကျွန်တော်တို့ကလပ်ကနေပြီးတော့ရရှိခဲ့ကြတယ်ပေါ့နော်ပြည်တွင်းပွဲတွေမှာလည်းကျွန်တော်တို့ကလပ်အနေနဲ့ကအများကြီးဆွဲဆောင်နိုင်ခဲ့တယ်စုလည်းအများကြီးယူနိုင်ခဲ့တယ်ပေါ့နော်ပြည်တွင်းပွဲတွေမဟုတ်ဘူးကျွန်တော်တို့ပြည်ပပွဲတွေမှာလည်းထိုင်းပွဲရှိမယ်ကျွန်တော်တို့ကိုရီးယားပွဲတို့တရုတ်ပွဲတို့မှာလည်းကျွန်တော်တို့ရဲ့ကလပ်ကနေပြီးတော့အများကြီးနိုင်ငံတော်အတွက်အများကြီးစုတွေယူလာပေးနိုင်ခဲ့တယ်ပါတယ်ပေါ့နော်ကျွန်တော်တို့အိမ်ကိုလည်းဒီ skate ပွဲချုပ်ရဲ့ဒုက္ခရာကိုယ်တိုင်လည်းလာရောက်ခဲ့တယ်ပြီးတော့ကျွန်တော်တို့နိုင်ငံတပင်တဲ့နိုင်ငံခြားနေပြီးတော့အလဲလာပြီးတော့ဒီမှာနိုင်ငံမှာလာစီရဲ့foreigner 3ပေါ့နော်သူတို့ကတော့ကမ္ဘာချန်ပီယံ3ယောက်ပေါ့သူတို့ကချန်ပီယံပွဲတွေမှာစုရယူပေးထားတဲ့ချန်ပီယံကစားသမားတွေပေါ့နော်သူတို့ကလည်းကျွန်တော်တို့အိမ်မှာလာရောက်ပြီးတော့တင် जा မှုတွေလုပ်ခဲ့တယ်ပညာရေး sharing လုပ်ပေးခဲ့တယ်ပေါ့နော်နောက်မှာတော့ကျွန်တော်ကိုယ်တိုင်လည်း skate နီးပြတယောက်အနေနဲ့ skate ဖွဲချုပ်မှာကျွန်တော်အလုပ်လုပ်ခဲ့တယ်ပေါ့နော်